ခုဖြစ်နေတဲ့ကိစ္စမှာကျွန်တော်တို့မှာကဒီ NCA ကိုအကောင့်တွေပေါ်တဲ့နေရာမှာကျွန်တော်တို့မှာအားနည်းချက်အများကြီးရှိတယ်နှစ်ဖက်လုံးကပေါ့နော်ပြောချင်တာကဒီနေ့NCA မှာဒီတပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ကျွန်တော်တို့ဟို NCCT နဲ့ UPWC သမ္မတကြီးဦးသိန်းစိန်လက်ထက်တုန်းကဆွေးနွေးခဲ့တဲ့ကာလမှာတပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့ဒီရှေ့တန်းနယ်မြေမှာတက်ချင်းထိတွေ့မှုမဖြစ်အောင်ဘယ်လိုရှောင်ရှားကြရမယ်ဆိုတော့ပြစ်ခတ်မှုကိုရှောင်လွှဲနိုင်ရန်ဆိုတဲ့အချက်ကိုအခြေခံနဲ့ဆက်လက်ဆွေးနွေးရမယ့်အချက်တွေရှိပါတယ်။အဲ့ဒီအချက်တွေကကျွန်တော်တို့ NCA ထဲမှာဆိုရင်အခန်း3ရဲ့ဒီ article 9 မှာရှိပါတယ်။ဆိုတော့အဲ့ဒီဟာတွေကိုခုတည်းကကျွန်တော်တို့မှာမဆွေးနွေးနိုင်သေးတဲ့အတွက်ကြောင့်ဒီနှစ်ဖက်တပ်တွေထိတ်တိုက်ထိတွေ့ရင်ဆိုင်မှုမဖြစ်အောင်ဘယ်လိုလုပ်ကြမယ်ဆိုတဲ့နေရာမှာနှစ်ဖက်လက်ခံတဲ့စီမင်းစည်းကမ်းကမထွက်လာဘူးဖြစ်နေတယ်အဲ့တော့ကြောင့်ဒီနေ့လူသောကော်စာမှာဖြစ်နေတဲ့ကိစ္စမှာအဲ့လိုမျိုးနှစ်ဖက်တပ်တွေတိုက်တိုက်ထိတွေ့ရင်ဆိုင်မှုရှောင်ရှားနိုင်မှုတွေဘယ်လိုလုပ်ရမယ်ဆိုတဲ့အခြေခံမရှိဘဲနဲ့ဘယ်လို monitor လွှတ်မှာလဲဘယ်လို verify လုပ်မှာလဲဆိုတာကအခက်အခဲရှိလာတယ်အဲ့ဒါကြောင့် JMC နီလန်းအရကျွန်တော်တို့လောလောဆယ်ဖြည့်ရှင်းမှုကတော့နှစ်ဖက်ကြားမှာလက်ခံထားတဲ့အခြေခံစီမင်းစည်းကမ်းကအားနည်းမှုတစ်ခုကြောင့်လည်း JMC လမ်းကြောင်းကဒါမဲ့တစ်ဖက်ကလည်းကျွန်တော်တို့ဘယ်လိုလမ်းရှာသွားမယ်ဆိုတာဆွေးနွေးညှိနှိုင်းတိုင်ပင်သွားဖို့လိုတယ်တစ်ဖက်မှာလည်းခုနတပ်ပိုင်းဆိုင်ရာတွဲဆုံဆွေးနွေးပွဲတွေနဲ့ဒီသက်ဆိုင်တဲ့ခုနထိတ်တိုက်ထိတွေ့ရင်ဆိုင်မှုတွေရှောင်ရှားနိုင်လောက်တဲ့ကျွန်တော်တို့နှစ်ဖက်လက်ခံတဲ့စီမင်းစည်းကမ်းတွေထွက်လာအောင်ကျွန်တော်တို့ဆက်ကြိုးစားဖို့ရှိပါတယ်ဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့လူသောကော်စာမှာဖြစ်တဲ့ကိစ္စကတော့ကျွန်တော်တို့ဘက်ကလည်းဒါကျွန်တော်တို့နယ်မြေတော့ကျွန်တော်တို့ကနေသတ်မှတ်ထားတဲ့စီမင်းစည်းကမ်းနဲ့အခြေခံနဲ့ကျွန်တော်တို့ဒီနှစ်ဖက်တပ်တွေထိတ်တိုက်ထိတွေ့ရင်ဆိုင်မှုကိုရှောင်ရှားနိုင်မှုအတွက်လိုအပ်တဲ့ဒီတပ်ခရီးသွားလာရေးပိုင်းဆိုင်ရာတပ်တီပိုင်းဆိုင်ရာအသုံးပြုတဲ့ဆက်သွယ်လမ်းကြောင်းစသဖြင့်အဲ့ဒီ proposal တခုကိုလွန်ခဲ့တဲ့2012နှစ်တုန်းကကျွန်တော်တို့ဒီပြည်ထောင်စုအဆင့်ပေါ့နော်ဒီပြခတ်တက်ခတ်မှုရစရေးဆိုင်ရာပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှာ2012မှာပေးအပ်ခဲ့တာရှိပါတယ်။ဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်လို့ကတော့အခုထက်ထိကျွန်တော်တို့ဒါကိုဆက်လက်ပြီးဆွေးနွေးနိုင်ခြင်းမရှိသေးပါဘူး။ဆိုတော့ဒါကြောင့်ကျွန်တော်တို့မှာကဒီပြဿနာဖြစ်ရတဲ့အရင်းခံအကြောင်းတရားကတော့ခုနပြောတဲ့ကျွန်တော်တို့ဒီ NCA ပေါ်မှာနားလည်မှုကိုလိုသလိုဆွဲယူတဲ့ပုံစံမျိုးတွေကကျွန်တော်တို့ဒီပြဿနာကိုဖန်တီးကြတယ်လို့ပဲပြောလို့ရတယ်။တစ်ဖက်မှာလည်းကျွန်တော်တို့ NCA ထဲမှာပါလဲဆိုတော့ဒီအင်အားသုံးပြီးဖြည့်ရှင်းလို့မရဘူးဆိုတဲ့အချက်တစ်ချက်လည်းရှိပါတယ်။နောက်တစ်ခုက NCA ထဲမှာပါတယ်နောက်အချက်ကအခြေခံမူထဲမှာပါတာတော့ကျွန်တော်တို့ဒီနှစ်ဖက်အဖွဲ့အစည်းတွေကအခြေလေညှိနှိုင်းဆွေးနွေးရမယ်ဆိုတာလည်းပါတယ်။နောက်ပြီးတော့တယောက်နဲ့တယောက်တစ်ဖက်နဲ့တစ်ဖက်နားလည်မှုတယောက်နဲ့တယောက်ဘယ်လိုပြောမလဲယူသေးလေးစားမှုပေါ့နော်ဒန်းတူအခြေခံဒန်းတူရေးကိုအခြေခံပြီးတော့ညှိနှိုင်းဆွေးနွေးကြရမယ်ဆိုတာလည်းပါပါတယ်။ဆိုတော့အဓိကပြောချင်တာကတော့ဒီကာလဖောက်တဲ့ကိစ္စနဲ့ပတ်သက်လို့တပ်မတော်ဘက်ကကျွန်တော်တို့ဒီတပ်မငါသက်ဆိုင်ရာကတပ်မဟာကခေါင်းဆောင်တွေကိုအကြောင်းကြားခဲ့တာရှိတယ်ဒါပေမဲ့ခေါင်းဆောင်တွေပြလည်းပြန်ပြီးတော့အကြောင်းပြန်တာကဒီချိန်ကလှုပ်သိလှုပ်ထိုက်တဲ့အချိန်မဟုတ်သေးဘူးဆိုတဲ့ပုံစံမျိုးအကြောင်းပြန်တယ်အကြောင်းပြန်ပြီးမကြခင်မှာပဲတရက်နှစ်အတွင်းမှာပဲတပ်တွေကရောက်ရှိလာတာပေါ့နော်ဆိုတော့တပ်တွေကရောက်ရှိလာတယ်ဆိုတော့ဒါဒီကိုပြန်ပြီးခြုံပြီးကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ NCA ဘိုင်းဆိုင်ရာတစ်ဖက်ကစစ်တပ်ကတပ်မတော်ဘက်ကနေပြီးတော့ဘလို့ကောက်ချက်ချပြီးတော့အလှည့်မြန်ဆုံးဖြတ်တယ်လဲဆိုတာတော့ကျွန်တော်တို့မသိနိုင်ဘူးဒါဆိုတော့ဒါပေမဲ့ကျွန်တော်တို့ဘက်ကတော့ဖြစ်ပေါ်တဲ့အနေအထားတစ်ခုထိန်းသိမ်းသိမ်းနဲ့တော့စူးစမ်းပြီးထိန်းသိမ်းတဲ့အနေအထားတစ်ခုတော့ရှိပါတယ်ကျွန်တော်တို့တပ်တွေကိုလည်းကျွန်တော်တို့ထိန်းသိမ်းလုပ်ဖို့မှားထားတာလည်းရှိပါတယ်ဆိုတော့အဲ့ဒါကြောင့်ဒီလိုဖြစ်ပွားတဲ့အနေအထားတစ်ခုကဖြစ်ရှင်းလို့ရနိုင်တဲ့ညှိနှိုင်းအခြေလေညှိနှိုင်းပြီးတော့ဖြစ်ရှင်းမယ်ဆိုရင်ဖြစ်ရှင်းလို့ရတဲ့အနေအထားတစ်ခုကနေပြီးတော့လုပ်ငန်းစဉ်တစ်ခုလုံးအထိခိုက်ဖြစ်တဲ့ပုံစံမျိုးတော့ကျွန်တော်တို့တကယ်မလိုလားတာအမှန်ပဲအဲဒါကြောင့်ကျွန်တော်တို့ NCA ကိုခြေခံပြီးတော့တွဲဆုံညှိနှိုင်းနိုင်တဲ့လမ်းကြောင်းရှိသမျှကိုကျွန်တော်တို့တွဲဆုံညှိနှိုင်းအဖြေရှာသွားဖို့ကျွန်တော်တို့အဲ့လိုမျိုးမူဝါဒချထားတာရှိပါတယ်လို့ကျွန်တော်တို့မှာ code of conduct လို့ခေါ်တဲ့နှစ်ဖက်လက်ခံထားတဲ့ပြစ်ခတ်တက်ခတ်မှုဆိုင်ရာနှစ်ဖက်လိုက်နာကြရမယ်စီမင်းစည်းကမ်းဆိုတာရှိတယ်အဲ့ဒါ code of conduct လို့ခေါ်တာအင်္ဂလိပ်လိုပေါ့နော်အဲ့ဒီဟာရှိထားပြီဒါပေမဲ့အဲ့ဒီဟာထဲမှာအဲ့ဒီမှာအတိတ်ပဲအများကြီးကျေပြန့်ပြီးတော့လိုသလိုအတိတ်ပဲဆွဲယူနိုင်တဲ့လိုသလိုအတိတ်ပဲကောက်ယူနိုင်တဲ့
ပုံစံမျိုးတွေလည်းတချို့ရှိနေတယ်အဲ့ဒါအပြင်ခုနပြောတဲ့ monitoring အတွက် monitor လေ့လာစောင့်ကြည့်တဲ့လူတွေအတွက်တပ်ပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ဘလို့တတ်မှတ်မှုနှစ်ဖက်ထိတ်တိုက်ထိတွေ့ရင်ဆိုင်မှုမဖြစ်ရအောင်ဘလို့ပုံစံမျိုးနဲ့ဆက်ပြီးတော့စီမီစီကနေဆက်ရှိမယ်ဆိုတာမဆွေးနွေးရသေးဘူးဆိုတဲ့ဟာမျိုးရှိတာဆိုတော့နှစ်ပိုင်းရှိတာပေါ့ရှိထားတဲ့အပိုင်းတစ်ပိုင်းရှိတယ်အဲ့ရှိထားတဲ့လက်ခံထားတဲ့ code of conduct ထဲမှာတချို့ပိုင်းတွေကအတိတ်ပဲအများကြီးကျေပြန့်ပြီးတော့လိုသလိုဆွဲယူနိုင်တဲ့ဟာမျိုးတွေရှိတဲ့ဟာကိုကျွန်တော်တို့အတိတ်ပဲပြန်ဖော်ထုတ်ဖို့လိုတယ်တစ်ချက်ဒုတိယချက်ကတပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့အခန်း3ရဲ့နော် article 9 ကိုဆက်လက်ဆွေးနွေးရမယ်ဆိုတဲ့ဟာက NCCT နဲ့ UPWG ဆွေးနွေးတဲ့ပွဲကလေးကဆွေးနွေးခဲ့တဲ့အချိန်တုန်းကကျွန်တော်လက်ခံထားတယ်လက်မှတ်ထိုးပြီးရင်ဒီ article 7နဲ့ article 8ကိုဆက်ဆွေးနွေးရမယ်ဆိုတာရှိတယ်ဒါပေမဲ့အခုတည်းကမဆွေးနွေးရသေးဘူးခုန process တွေဆက်မသွားနိုင်တဲ့အခါကျတော့လိုသလိုအဓိပ္ပာယ်ကောက်မှုတွေကဖြစ်ပေါ်လာပြီးတော့အခုလို accident တွေဖြစ်လာတယ်လို့ကျွန်တော်ပြောလို့ရတာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီဟာတွေကိုဆက်လက်ပြီးတော့ထိမ့်သိမ်းလို့ရအောင်ဆိုရင်တော့ခုနလိုအပ်တဲ့ကျွန်တော်တို့လိုသလိုအဓိပ္ပာယ်ကောက်ယူနိုင်တဲ့ NCA ထဲကတချို့စာသားတွေကိုကျွန်တော်တို့နှစ်ဖက်ကလက်ခံတဲ့အဓိပ္ပာယ်ရရှိဖို့အတွက်ညှိနှိုင်းမှုလိုတယ်။ထိုနည်း၎င်းပဲခုနတပ်ပိုင်းဆိုင်ရာကိစ္စနဲ့ပတ်သက်လို့လိုအပ်တဲ့ဆက်ပြီးဆွေးနွေးရမယ်ခုန NCA ရဲ့အခန်း3နော် article 9နဲ့10ကဟာတွေကိုကျွန်တော်တို့ဆက်ဆွေးနွေးရမှာရှိတယ်။အဲ့ဒါကိုဆက်လုပ်ဖို့လိုတယ်။ဆိုတော့အဲ့လိုလုပ်ခြင်းအဖြစ်နှစ်ဖက်လုံးကလက်ခံနိုင်တဲ့အဓိပ္ပာယ်ထွက်လာတော့မှအဲ့ဒီအခြေခံကိုယူပြီးမှပဲGMC လို့ခေါ်တဲ့ monitoring လေ့လာစောင့်ကြည့်တဲ့အဖွဲ့တွေကသူတို့အလုပ်ဆက်လုပ်လို့ရမှာဖြစ်တယ်အခုကအဲ့လိုမျိုးတိတိကျကျမထွက်လာတဲ့ခါကျတော့ရှိထားတဲ့ code of conduct ကလည်းအဓိပ္ပာယ်တွေတချို့ဟာတွေကအရန်ကိုကျေပြန့်နေတဲ့ခါကျတော့လိုသလိုဆွဲလို့ရတဲ့အခါကျတော့ GMC လို့ခေါ်တဲ့ monitor လုပ်မဲ့လူကလည်းဘာမှထိထိရောက်မလုပ်နိုင်ဘူးဖြစ်နေတယ်ဆိုတော့အခုကအဲ့ဒီခက်ခဲကိုကြုံရတာ GMC နဲ့ပတ်သက်လို့နော် NCA နဲ့ပတ်သက်ရင်လည်းဒီအလားတူပဲကျွန်တော်ကြုံတွေ့ရတယ်ဥပမာ NCA ထဲကတချို့စာသားတွေဆိုရင်ဥပမာကျွန်တော်တို့နိုင်ငံရေးဆွေးနွေးပွဲအခုလက်ရှိကျွန်တော်ကြုံတွေ့ရတာနိုင်ငံရေးဆွေးနွေးပွဲကိုဒီနေ့ဒီတမ်တော်နဲ့အစိုးရဘက်ကနားလည်တဲ့ပုံစံနဲ့ကျွန်တော်တို့ EU နားလည်တဲ့ပုံစံမတူကြဘူးဘာကြောင့်မတူလဲဆိုတော့ကျွန်တော်တို့ကနိုင်ငံရေးဆွေးနွေးပွဲတွေကိုကျွန်တော်လှုပ်ချင်တဲ့အခြေခံကတစ်ချိန်လုံးကကျွန်တော်တို့ NCCT နဲ့ UPWC ဆွေးနွေးတဲ့အချိန်တုန်းကကျွန်တော်တို့လက်ခံထားတဲ့အခြေခံတွေရှိခဲ့တယ်။အဲတုန်းကလည်းနှစ်ဖက်ကြားမှာကျွန်တော်တို့ဒီ confidence building လို့ပဲခေါ် trust building လို့ပဲခေါ်ပေါ့နော်။ယုံကြည်မှုတွေကတော်တော်အတော်တန်ကိုရှိခဲ့ကြတဲ့ခါကျတော့ကျွန်တော်တို့ရဲ့ကြားထဲမှာရှိတဲ့သဘောတူညီချက်ဒီညှိနှိုင်းဆွေးနွေးမှုအခြေခံ concept ရဲ့လက်ခံထားတဲ့အခြေခံတွေကိုတည်တည်ချာမရေးခဲ့ကြရဘူးပေါ့နော်စာဒနာပြည်ရွက်နဲ့မရေးခဲ့ရတဲ့ဘူးဆိုပေမဲ့ဒီဘက်အစိုးရအသစ်ကာလကိုရောက်လာတယ်နောက်တော့ပါဝင်တဲ့လူတွေကလည်းလူသစ်တွေဖြစ်လာတဲ့ခါကျတော့ဒီ NCA ရဲ့စာသားအတိုင်းအဓိပ္ပာယ်ဖော်တဲ့နေရာမှာကျွန်တော်တို့မူလလက်ခံထားတဲ့အခြေခံနဲ့ကွဲလဲသွားတဲ့အပိုင်းတွေဖြစ်တဲ့ရှိလာတယ်အဲ့အတွက်ကြောင့်လည်းကျွန်တော်တို့ဒီနိုင်ငံရေးဆွေးနွေးပွဲတွေမှာထပ်ပြီးတော့ကျွန်တော်တို့အခက်အခဲတွေကြုံတွေ့ရတယ်အခုဆိုရင်နည်းနည်းလက်ခဲတင်းလင်းကိစ္စတွေတချို့ကြုံတွေ့ရတာတွေရှိပါတယ်ပေါ့နော်အဲ့ဒါကြောင့်ပြောချင်တာ NCA မှာလည်းအဓိပ္ပာယ်တိတိကျကျဖွင့်ဆိုပြီးတော့နှစ်ဖက်လက်ခံနိုင်တဲ့အဓိပ္ပာယ်တွေပြန်ပြီးတော့တရားဝင်ပြန်ရေးချဖို့လိုလာတဲ့အပိုင်းတွေရှိတာပေါ့နော်ဒါကြောင့်ကျွန်တော်ပြောချင်တာက NCA လမ်းကြောင်းတစ်ခုလုံးကိုကြည့်မယ်ဆိုတော့ NCA ကတော့ရှင်းပြောရင်ကျွန်တော်တို့ legal binding လို့ပြောတဲ့ဒီလွှတ်တော်ကနေတော့အတည်ပြုထားတဲ့ကြောင့်သူ့မှာဒီတရားဝင်တဲ့စာချုပ်စာတမ်းတစ်ခုဖြစ်တယ်။နောက်ဒီလိုစာချုပ်စာတမ်းမျိုးလဲရှင်းပြောဗမာပြည်သမိုင်းမှာပထမဆုံးရှိခဲ့တယ်လို့ပြောလို့ရတယ်။ပြည်လုံးစာချုပ်တော်မှာဒီလိုမျိုးပြန်ပြီးအတည်ပြုခဲ့တာမရှိပါဘူး။လွှတ်တော်ကနေတော့ဗောနော်။ဆိုတော့အဲ့အကြောင်းကျွန်တော်ပြောချင်တာကကျွန်တော်က legal binding ဖြစ်တဲ့အတွက်ကြောင့်ဒီတရားဝင်မှုတစ်ခုကိုအခြေခံပြီးတော့ကျွန်တော်တို့နှစ်ဖက်ကြားမှာခုနရှင်းလင်းပြီးတော့တိတိကျကျနဲ့နှစ်ဖက်လုံးကအားလုံးကလက်ခံနိုင်တဲ့ဟာမျိုးဆက်ရရှိဖို့အတွက်ကျွန်တော်တို့ဆွေးနွေးဖို့လိုတယ်အတိတ်ပဲဖွင့်ဆိုမှုလိုသလိုအတိတ်ပဲဖွင့်ပြီးတော့ဆက်သွားနိုင်မယ်ဆိုတော့ကျွန်တော်တို့ကနှစ်ဖက်ကြားမှာမတူညီမှုတွေကပိုတော့ပေါ်လာပြီးတော့ကျွန်တော်တို့သွားတဲ့ညမှာအများကြီးနှောင့်နှေးကြံ့ကြာမှုတွေဖြစ်လာနိုင်တာပေါ့နော်ဆိုတော့အဲ့ဒါကြောင့်ဒါပေမဲ့ကျွန်တော်တို့ကတော့ NCA လမ်းကြောင်းကိုထက်ထဲဝင်ယုံကြည်တယ်ဒါပေမဲ့ဒီ NCA ရဲ့ဒီအတိတ်ပဲဖွင့်ဆိုမှုပိုင်းတွေမှာပို့ပြီးတော့ထိရောက်ရှင်းလင်းအောင်ကျွန်တော်တို့လုပ်ရမယ့်အပိုင်းတွေကတော့တာဝန်ရှိကြတာပေါ့ကျွန်တော်အားလုံးမှာကျွန်တော်တို့ကတော့ဒီ
IDP လို့ခေါ်တဲ့ဒီပြည်တွင်းနေရဆုံးခွာတဲ့ကရင်ပြည်သူလူထုတွေပေါ့နော်ဒီသူတို့အတွက်ကပထမဆုံးဦးစားပေးဖြစ်ရှင်းသင့်တယ်လို့ထင်တယ်ဆိုတော့လောလောဆယ်သူတို့ကြုံတွေ့နေရတဲ့ဒီလူမှုဒုက္ခတွေပေါ့လောလောဆယ်ကြုံတွေ့နေရတဲ့သူတို့ဒီချောင်းကျုံချောင်းပြားတောင်ကျုံတောင်ကြားထဲမှာသူတို့ဒီလိုတကယ်လို့တိုက်ပွဲတွေပါဖြစ်လာမယ်ဆိုရင်သူတို့မှာထိခိုက်မှုတွေရှိလာမှာမို့လို့သူတို့ရွှေ့ပြောင်းပြီးတော့အဲ့လိုကိုအိမ်ကိုရာနေပြီးတော့စွန့်ခွာပြီးတော့တောကျုံတောင်ကြားထဲမှာလိုက်ပြီးနေရတဲ့ခါမှာသူတို့အတွက်ဒီကျမ်းမာရေးလူမှုရေးပိုင်းဆိုင်ရာပေါ့နော်ပညာရေးရလဲကျောင်းသားတွေကလည်းအခုစာသင်ပေါ့ကျောင်းစာမွေးဖြည့်တဲ့အချိန်တွေဖြစ်နေတယ်အဓိကတော့ကျွန်တော်တို့ IDP တွေအတွက်လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေပထမအဆုံးကျွန်တော်တို့ပို့ဆောင်နိုင်ဖို့လိုပါတယ် IDP တွေတောကျုံတောင်ကြားထဲမှာနေရတဲ့အတွက်ကြောင့်သူတို့အတွက်ကျန်းမာရေးဆိုင်ရာပဲဖြစ်ဖြစ်เนาะအခြားလူမှုရေးဆိုင်ရာအခက်အခဲတွေပါကြုံတွေ့ရတာဖြစ်ပါတယ်ဆိုတော့ဒါတွေကိုပထမဆုံးဖြည့်ရှင်းပြီးတော့ဒုတိယအဆင့်အနေနဲ့ကတော့ဒီ IDP တွေနေဆွန့်ခွာတဲ့အခြေခံအကြောင်းတရားကတော့တိုက်ပွဲဖြစ်မှာဆိုရင်လို့ဖြစ်တယ်အဲ့အတွက်ကြောင့်တမ်တော်အနေနဲ့ကျွန်တော်တို့ statement ထဲမှာလည်းပြထားတာရှိပါတယ်ဒီလမ်းဖောက်လို့ရေးအတွက်ဆေးလွတ်ထားတဲ့ view ဟာ2 view ဟာနဲ့တိုက်ရင်6ရင်းကိုပြန်ဆုတ်ခွာပေးဖို့ကျွန်တော်တို့တောင်းဆိုထားတာရှိပါတယ်ဆိုတော့ဒီခါထဲမှာပဲဒီပြဿနာကိုလည်းတွေ့ဆုံဆွေးနွေးအဖြေရှာရမှာဖြစ်တဲ့အတွက်ကြောင့်သက်ဆိုင်ရာနှစ်ဖက်ကတပ်မှုတွေဒီ NCA ရချမှတ်ထားတဲ့လမ်းကြောင်းတွေအရာကျွန်တော်တို့တွေ့ဆုံဆွေးနွေးဖြေရှာသွားဖို့လိုအပ်ပါတယ်ဆိုတော့ဒါကတော့အဓိကကျွန်တော်တို့ပြောချင်တဲ့လောလောဆယ်ဒီပြဿနာကိုချက်ချင်းလက်ငင်းဖြေရှင်းရမယ်အပိုင်းတော့ရေရှည်ဖြေရှင်းရမယ်အပိုင်းတစ်ပိုင်းကတော့ခုနပြောတဲ့ဒီလို NCA စာချုပ်ကိုအလယ်မှာထားပြီးလိုသလိုအဓိပ္ပာယ်ဖွင့်နေမယ်ဆိုရင်ဒီလိုဟာမျိုးတွေအရှေ့ဆက်ဖြစ်နေအောင်ပါပဲဆိုတဲ့အခြေခံကြောင့်ဒီ NCA စာချုပ်ထဲမှာဒီအဓိပ္ပာယ်ရှင်းလင်းတဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမဖြစ်မနေလုပ်ဖို့လိုပါတယ်ဆိုတော့ NCA စာချုပ်ကတော့အချိန်ကာလတစ်ခုအတွင်းမှာပြီးခဲ့တဲ့အစိုးရကာလတစ်ခုအတွင်းမှာကျွန်တော်တို့ကဒီစာချုပ်ချုပ်ဆိုခဲ့တဲ့ဆိုပေမဲ့ဒီ NCA ရဲ့အခြေခံကတော့ကျွန်တော်တို့ခုပေါ်တူးပေါ်เนาะဒီအာမခံချက်တွေပေးကြတာကကျွန်တော်တို့ဒီလက်နက်ကင်ပြည်ပခါတွေဗမာပြည်အတွက်ငြိမ်းချမ်းရရှိဖို့အတွက်လက်နက်ကင်ပြည်ပခါတွေခြုံငိမ့်ဖို့လက်နက်ကင်ပြည်ပခါတွေခြုံငိမ့်ဖို့ဆိုတဲ့နေရာမှာလက်နက်ကင်ပြည်ပခါတွေရဲ့မြစ်ဖြားခံရာရှင်းမြစ်ကဘာလဲဆိုရင်နိုင်ငံရေးဖြစ်ရှင်းမှုပဲရှိတယ်အဲ့တော့နိုင်ငံရေးရဖြစ်ရှင်းဖို့အတွက်နိုင်ငံရေးအရာတွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ရမယ်ဆိုတော့နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲပြုလုပ်တဲ့နေရာမှာလည်းနိုင်ငံရေးဖြည့်ရှင်းမှုမှာနှစ်ပိုင်းရှိတယ်လို့ကျွန်တော်နားလည်တယ်ဒီပြည်တွင်းစစ်ဖြစ်ရတဲ့အခြေခံအကြောင်းတရားတွေကိုကျွန်တော်ဖြည့်ရှင်းခြင်းဆိုတဲ့နေရာမှာကျွန်တော်တို့ကတော့ Federal ဆိုတဲ့ Democratic Federal Union ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဘယ်လိုသွားကြမလဲဒုတိယပိုင်းကတော့ပြည်တွင်းစစ်ကြောင့်ကျွန်တော်တို့နောက်ဆက်တွဲဖြစ်ပေါ်လာရတဲ့ဒီဆိုးမွေတွေပေါ့ဗျာဒီဆိုးမွေတွေကတော့ဒီဆင်းရဲချမ်းသာကွာဟမှုတွေเนาะဒီဆင်းရဲနွမ်းပါမှုတွေနောက်ပြီးတော့ဒီပုံစံမျိုးစုံတွေပေါ့ဗျာကျွန်တော်တို့ကိုရီကိုသွေးလူရီလူသွေးတွေနှိမ့်ကျသွားတာတို့ကျွန်တော်တို့ပညာရေးစနစ်ကျန်းမာရေးစနစ်အစအစကြာကြာပေါ့နော်ကျွန်တော်ဒုက္ခတွေရေး IDP ရေး migrant workers တွေနိုင်ငံတကာကိုရောက်ရှိသွားတဲ့လူရေးစသဖြင့်ဆိုတော့ဒီလိုကိစ္စတွေအကုန်လုံးဖြည့်ရှင်းရမှာဖြစ်တဲ့အတွက်ကြောင့်ဒီလိုဖြည့်ရှင်းမှုတွေကိုပြုလုပ်ဖို့လိုအပ်တာပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီ NCA ရဲ့အခြေခံကတော့နောက်တစ်ချက်ကတော့တွေးဆုံဆွေးနွေးဖြေရှာခြင်းပဲဖြစ်တယ်။အဲကြောင့်တွေးဆုံဆွေးနွေးဖြေရှာတဲ့နေရာမှာလည်းဘယ်လိုဖြေရှာရမလဲဆိုရင်အခြေလည်ညှိနှိုင်းဆွေးနွေးရမယ်။တစ်ဖက်နဲ့တစ်ဖက်ဒန်းတူရေးကိုအခြေခံပြီးဆွေးနွေးကြရှိရမယ်။နောက်ပြီးတော့ဆွေးနွေးငြင်းခုန်မှုမှာတကယ်လို့ဥစားပေါ့နော်ဘယ်လိုပြောမလဲပြဿနာကိုအခြေလေဆွေးနွေးရမှာဖြစ်တဲ့အတွက်ကြောင့်အင်အားသုံးပြီးတော့အဖြေရှာတာလည်းမလုပ်ရဘူးဆိုတဲ့အခြေခံရှိပါတယ်။ဆိုတော့ဒါကြောင့်အခုဖြစ်နေတဲ့ဖြစ်စဉ်မှာလည်းကျွန်တော်တို့အင်အားသုံးပြီးအဖြေရှာတဲ့ကိစ္စတွေကတော့မလုပ်သင့်ဘူးဆိုတဲ့ဟာကိုတော့ကျွန်တော်ပြောချင်တာပါနော်။ IDP ကရင်လူထုတွေအတွက်ဒုက္ခရောက်ရင်ကူညီဖို့ဆိုတဲ့အတွက်ဖွဲ့ထားတဲ့အဖွဲ့တွေရှိပါတယ်။ဆိုတော့အဲ့ဒီလူသားချင်းစာနာထောက်ထားမှုကူညီတွေကိုတတ်နိုင်တဲ့လောက်သူတို့လုပ်သလိုဒေသတွင်းကရှိတဲ့ဒီလူမှုထောက်ကူပေးတဲ့လူမှုရေးအဖွဲ့အစည်းတွေလည်းအများကြီးရှိပါတယ်ဒီလူမှုရေးအဖွဲ့အစည်းနဲ့တတ်နိုင်တဲ့လောက်လေးတော့ဝိုင်းပြီးကူညီကြတာရှိပါတယ်ဒါပေမဲ့လုံလောက်နဲ့ထဲထဲဝင်ကူညီနိုင်တဲ့အနေအထားကတော့အများကြီးအားနည်းပါတယ်အဲအတွက်ကြောင့်ကျွန်တော်တို့ဒီ KNU မျိုးသားစီယုံအနေနဲ့ကျွန်တော်တို့ statement ထုတ်တဲ့နေရာမှာကျွန်တော်တို့ရဲ့တောင်းဆိုမှုတစ်ခုကိုပြုခဲ့တာလည်းရှိပါတယ်အဲ့ဒီဟာကတော့
ကျွန်တော်တို့ NCA အရကျွန်တော်တို့ဒီလမ်းကြောင်းတွေဖြစ်ပေါ်လာတယ်ဆိုတော့ NCA လက်မှတ်ထိုးတဲ့နေရာမှာလည်းကျွန်တော်တို့သက်ဆိုင်ရာ stakeholder တွေမကဘဲနဲ့ဒီwitness လို့ခေါ်တဲ့ဒီအတိအသက်တွေအနေနဲ့လက်မှတ်ထိုးတဲ့နိုင်ငံတွေလည်းပါပါတယ်အဲဒါကြောင့် NCA မှာအတိအသက်တွေအနေနဲ့လက်မှတ်ရေးထိုးတဲ့နိုင်ငံများအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေနိုင်ငံတကာကဒီလူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့အဖွဲ့အစည်းတွေကိုကျွန်တော်တို့တောင်းဆိုပါတယ်သူတို့ကိုလည်းကျွန်တော်တို့ဒီ IDP လူရေ1900 1800လောက်ရှိတဲ့ဒီ IDP တွေအတွက်လိုအပ်တဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးအပ်ဖို့ဆိုတဲ့အပိုင်းကိုကျွန်တော်တောင်းဆိုထားတာရှိပါတယ်ဒီနေ့ technology ပိုင်းမှာတော့ကျွန်တော်တို့ပိုင်းကစူးစမ်းပြီးလိုက်လုံနိုင်တဲ့ပိုင်းမှာတော့အားနည်းတယ်လို့ပြောလို့ရတာပေါ့နော်ဆိုတော့သတင်းထုတ်ပြန်မှုအားနည်းတယ်ဆိုတဲ့ပိုင်းမှာလည်းတစ်ဖက်မှာခုနပြောတဲ့ဒီကျွန်တော်တို့ဒီဆက်သွယ်ချိတ်ဆက်မှုပိုင်းမှာသတင်းပြည့်စုံရဖို့ဆိုတဲ့အပိုင်းမှာတော့ကျွန်တော်တို့အများကြီးပြန်ပြီးတော့ပြုပြင်ဖို့လိုပါတယ်ဒါလေးတွေတော့ရှိပါတယ်သတင်းမီဒီယာဘိုင်းကတော့ကျွန်တော်တို့ KNU အဖွဲ့အစည်းအနေနဲ့ကတော့သတင်းမီဒီယာဘိုင်းကိုပို့ပြီးထိတွေ့ဆက်ဆံဖို့ဆိုတဲ့အပိုင်းမျိုးကျွန်တော်တို့မူချထားတာရှိပါတယ်ဆိုတော့သက်ဆိုင်ရာတာဝန်ပေးအပ်ထားတဲ့တာဝန်ရှိပုဂ္ဂိုလ်များလည်းဒီဘိုင်းကိုစူးစမ်းပြီးလှုပ်ဆောင်သွားမှာဖြစ်ပါတယ်ချက်ချင်းကြီးပေါ့ဖြည့်ရှင်းနိုင်တဲ့အစိတ်ပိုင်းတစ်ခုဖြစ်ဖို့ကတော့ကျွန်တော်တို့မှလည်းတင့်တော်တဲ့ပံ့ပိုးမှုနဲ့လိုအပ်တဲ့ဒီcapacity ဘိုင်းနေဆိုင်ရာတွေလည်းကျွန်တော်တို့စူးစမ်းဖြည့်ဆည်းပြီးလှုပ်ဆောင်သွားအောင်မယ်ဒီလိုကိစ္စမျိုးကတော့ဖြည့်ရှင်းဖို့ကတော့အဓိကတော့သတင်းမီဒီယာဘိုင်းကိုကျွန်တော်တို့ပို့ပြီးဖွင့်ပေးမယ်သတင်းမီဒီယာဘိုင်းကိုလည်းသက်ဆိုင်ရာတာဝန်ရှိတဲ့ပုဂ္ဂိုလ်များနေပြီးတော့လိုအပ်ရင်လိုအပ်သလိုချက်ချင်းတရားဝင်ထုတ်ဖော်ပြောကြားတာမျိုးလည်းလိုအပ်ရင်လိုအပ်လို့လှုပ်သွားဖို့လိုအပ်တယ်ဆိုတော့အဲ့လိုပိုင်းတွေကိုနှစ်ဖက်လုံးကလှုပ်သွားနိုင်တယ်ဆိုရင်တော့ပို့တော့သတင်းမီဒီယာဘိုင်းကနေဒီ social media ကိုအခြေခံပြီးတော့မဟုတ်တရုပ်တွေလျှောက်ရေးတဲ့ဟာတွေတော့ရှောင်ရှားနိုင်မှာဖြစ်ပါတယ်တစ်ဖက်မှာလည်းဒါကလည်းတစ်ဖက်တည်းလှုပ်တာမဟုတ်ဘဲနဲ့ပေါ့နော်တစ်ဖက်ကအစိုးရဘက်ကတာဝန်ရှိတဲ့ပုဂ္ဂိုလ်များလည်းဒီလိုကိစ္စမျိုးတွေကိုလည်းဝင်ရောက်သဘောထားထုတ်ဖော်ပြောကြားတာမျိုးတရားဝင်ပြောတာမျိုးတွေလည်းလိုအပ်ပါတယ်ထိုနည်း၎င်းပဲကျွန်တော်တို့ဘက်မှာလည်းဒါမျိုးတွေလုပ်ဖို့လိုပါတယ်